GIC ကတော့အဓိက IT company ပါရှင့် IT company ကိုမှဒီ2024ကနေစပြီးတော့ GIC ပေါ့နော် Career Gateway ဆိုတဲ့နာမည်နဲ့နောက်ထပ်အကြောင်းတစ်ခုဖွင့်လိုက်တာရှင့်ဖွင့်ပြီးတော့အဲ့အကြောင်းမှာဆိုလို့ရှိရင်အဓိက 2-year course ပေါ့နော်ကလေးတွေ ITPSC ITPEC ပေါ့နော်အဲ့တော့ IPO FE exam အတွက်ကိုပြင်ဆင်ပေးတဲ့သင်တန်းပေါ့နော်ဆိုတော့အဲ့သင်တန်း course မှာဆိုလို့ရှိရင်အဓိကဒီ IT နဲ့ပတ်သက်ပြီးတော့ပေါ့နော် IT career မှာလိုအပ်တဲ့ပေါ့နော် subject တွေပေါ့နော်အဲ့တော့ IT subject တွေ programming language တွေပြီးတော့အဓိကသိရမယ့်ဒီပေါ့နော် programming basic ရဲ့ foundation ပေါ့နော်အဲ့ course တွေအကုန်လုံးပါပါတယ်ရှင့်ဒီ course မှာဆိုလို့ရှိရင်ဟုတ် GIC မှာတက်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးပေါ့နော်ဒီအခုလက်ရှိဆိုလို့ရှိရင် grade 12 pass ဖြစ်ထားတဲ့ကလေးတွေအဲ့ဒါမှမဟုတ်လို့ရှိရင် IGCSE အပြင်ဆိုလို့ရှိရင် O level အောင်ထားတဲ့ကလေးတွေအဲ့လိုမှမဟုတ်ရင် GED ပေါ့နော် GED pass ဖြစ်ထားတဲ့ကလေးတွေဆိုလို့ရှိရင်ဒီ GIC ရဲ့ 2-year course မှာ join လို့ရပါတယ်ရှင့်ဟုတ်အဓိက2-year course မှာဆိုလို့ရှိရင်တို့ကတနေ့ကုန်ပေါ့နော်မနက်ဆိုရင်9:00 နာရီကနေညနေ4:00 နာရီထိကျောင်းတက်ရတယ်ရှင့်ကျောင်းတက်ရတော့အဓိက IT subject တွေကတော့ဒီကျွန်တော်တို့ဒီ computer တက္ကသိုလ်တွေမှာသင်တဲ့ course တွေအားလုံးကိုခြုံပြီးတော့မှသင်ထားတဲ့ course တွေပါတယ်ပြီးလို့ရှိရင် ITPEC တို့ FE ပေါ့နော်အဲ့ဒီ FE course တွေကို cover ဖြစ်စေတဲ့ course တွေပါတယ်ရှင့်အဲ့ဒါတွေအပြင်ဂျပန်စာပေါ့နော်ဂျပန်စာကကျတော့ကျောင်းစတက်ကြတဲ့ကဂျပန်စာလဲ train ပေးတယ်ရှင့်2 နှစ်စလုံးမှာဂျပန်စာကဒီအစိပ်ပိုင်းတစ်ခုအနေနဲ့သင်ရပါတယ်ရှင့်ဟုတ်ကဲ့ရှင့်အဓိကကျတော့ဒီရုံးကကျတော့ဒီ certificate ပေးပြီးတော့သူတို့ကိုကျတော့ဒီ2 နှစ်အတွင်းမှာက ITPC ဒီ FE လိုမျိုး IB လိုမျိုးပေါ့နော်အဲ့ဒီရဲ့ certificate တွေကိုအဓိကရအောင်ယူခိုင်းနေဆိုတဲ့သဘောရှင့်ဒီ certificate တွေကကျတော့ခုနပြောပြတဲ့နိုင်ငံတွေပေါ့နော်ဒီနိုင်ငံ9 နိုင်ငံကဒီအတိမပြုပြီးတော့အဓိကကျတော့ဒီညီမတို့ရုံးကကျတော့ IT ဂျပန် IT company ဖြစ်တဲ့အတွက်ကြောင့်ဂျပန်နိုင်ငံကိုအဓိကသွားကြတဲ့ကလေးများတော့ဂျပန်နိုင်ငံလည်းအတိမပြုတဲ့ဒီ certificate တွေပါရှင့်ဟုတ်ဒီရုံးချုပ်ကတိုကျိုနဲ့မီယာဆာကီပေါ့နော်ရှိတဲ့တိုကျိုနဲ့မီယာဆာကီမှာရှိပြီးတော့ရုံးခွဲကကျတော့မန္တလေးနဲ့ရန်ကုန်မှာရှိတယ်ရှိပြီးတော့ဒီကျောင်းကနေပြီးတော့ဒီ GIC ကနေကျောင်းပြီးတဲ့ကလေးတွေပေါ့နော်အဲ့တော့ကျောင်းနဲ့ကွန်ပျူတာကုမ္ပဏီနဲ့ပေါ့နော် IT ကုမ္ပဏီနဲ့တွဲရက်ဖြစ်တဲ့အတွက်ကြောင့်ဒီ 2-year course ပြီးပြီဆိုတာနဲ့ညီမတို့ရုံးခွဲမှာပေါ့နော်ရုံးခွဲဖြစ်တဲ့မန္တလေးရုံးခွဲတော်၎င်းရန်ကုန်ရုံးခွဲတော်၎င်းတို့ IT အတွေ့အကြုံရအောင်လို့အရင်ဆုံးဒီမှာတစ်နှစ်ခွဲပေါ့နော်အတွေ့အကြုံရပြီးလိုအပ်တဲ့အရေးအချင်းပြည့်မီတယ်ဆိုတဲ့ကလေးတွေကိုကြတော့ညီမတို့ရဲ့ရုံးချုပ်ဖြစ်တဲ့တိုကျိုတို့မီယာဆာကီတို့ကိုပို့ပေးပါတယ်ရှင့်ဟုတ်ပြီးတော့ဒီ GIC ရဲ့ မိတ်ဖက်ကုမ္ပဏီတွေပေါ့နော်တခြားဂျပန်ကုမ္ပဏီတွေနဲ့လည်း partnership ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီတကယ်လို့တခြားပေါ့နော်တခြားကုမ္ပဏီတွေအနေနဲ့ကလေးတွေလိုအပ်တယ်ဆိုလို့ရှိရင်လည်းကလေးတွေရဲ့စိတ်ဆန္ဒကိုမေးပြီးတော့ကုမ္ပဏီတွေကိုပို့ပေးတာလည်းရှိပါတယ်ရှင့်မနစ်ကအထိကတော့ဒီဟိုပေါ့နော်2 နှစ်စာပေါ့2 နှစ်စာကို140ပါရှင့်140ပေါ့နော်အဲ့မှာဟိုပထမဆုံးအနေနဲ့ 30% အရင်ပေါ့နော်down payment အနေနဲ့ပေးပြီးတော့ကျန်တဲ့ဟာကတော့ဒီ installment plan တွေလည်းရှိပါတယ်ရှင့် installment ဆိုရင်တစ်လကိုပြန်အဖြစ်5 သိန်း6 သိန်းကြားပဲရှိပါတယ်ရှင့်ဟုတ် GIC ကိုဆက်သွယ်ခြင်းတယ်ဆိုလို့ရှိရင်တော့ GIC ရဲ့ဒီ Facebook page လည်းရှိတယ်လို့ဒီ website လည်းရှိပါတယ်ရှင့် www.gicjp.com မှာရှင့်အဲ့ဒါအပြင်ဒီ GIC မန္တလေးဆိုလို့ရှိရင်တော့မင်္ဂလာမန္တလေး area မှာရှိပါတယ်မင်္ဂလာမန္တလေး block 6 unit 11မှာ GIC ရှိပါတယ်ရှင့်ရန်ကုန်မှာဆိုရင်တော့မြဝတီကွန်ဒိုမှာရှိပါတယ်ရှင့်